ကိုယ့်ရဲ့ဖြစ်တည်မှုကိုတန်ဖိုးထားတတ်တဲ့သူဟာကိုယ့်ကိုဘယ်တော့မှမလေးမစားမဆစ်ဆန်တတ်ပါဘူးကိုခွင့်မပြုဘဲနဲ့လေကိုယ့်ရဲ့စီကိုကြောမလာတတ်ပါဘူးကို့မှာခက်ခဲရရှိနေတဲ့ချိန်နှိမ့်ချနေတဲ့အချိန်မျိုးတွေမှာလေကို့အနာကနေထွက်ခွာမသွားဘဲနဲ့မြင်းမြင်းတွေ့ကပ်ပြီးကို့အားပေးကူညီတတ်တဲ့သူလည်းဖြစ်တယ်ကိုမှားနေတဲ့အခါမှာလေသူကကိုယ့်ရဲ့ဂုဏ်သိက္ခာကိုမထိပါစေပဲမမှန်ကန်ကန်နဲ့တက်မဲ့လမ်းညွှန်ပြတတ်ပါသေးတယ်သူ့ရဲ့အနားမှာနေရတာမှောင်မိုက်တဲ့ညမှာလာရအောင်မှနေခွင့်ရတယ်လို့ပါပဲအမြဲပဲနှွေးထွေးလင်းမြမှုကိုပေးစွမ်းနိုင်ပါတယ်တမှုထားတဲ့သူအနားမှာနေရတာကိုသူ့ကြိုက်ကိုလိုက်ပြီးဟန်ဆောင်နေကြမလို့တော့ကိုယ့်ရဲ့ပုံစံလေးတိုင်းပဲသူလက်ခံမျက်နှာနေမယ်ဆိုတာယုံကြည်မှုရှိစေတယ်အထင်လွဲမာတွေတန်တရားတွေရှိနေမှာလည်းမစိုးရင်ရတဲ့အတွက်ဖြည့်ရှင်းရတွေလည်းမရှိပါဘူးကိုဘာများမှမလဲလို့သတိထားစိုးရင်နေဖို့လည်းမလိုပါဘူးကိုယ့်ရဲ့အမှားတွေကိုသူခွင့်လွတ်နားလဲပြီးမယ်ဆိုတာကိုအလိုလိုယုံကြည်စိတ်ချနေတတ်ပါတယ်ကိုယ့်ကိုအထင်သေးတဲ့မျက်လုံးနဲ့မကြည့်တတ်တဲ့သူကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုဦးစားပေးထည့်တွက်နားလည်ပေးတတ်တဲ့သူကိုယ့်ကိုနာကျင်တိခိုက်စေမယ့်စကားမျိုးမပြောတတ်တဲ့သူတွေဟာကိုယ့်ကိုတန်ဖိုးထားတဲ့သူပဲဖြစ်ပါတယ်